teacher တို့အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီချက်ကဒီ Cambridge curriculum ကိုသင်ကြားနေတဲ့ teacher တွေအတွက် resources လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ teacher တို့အနေနဲ့ဒီ Cambridge curriculum တွေကိုသင်ကြားနေတဲ့ teacher တယောက်ဆိုလို့ရှိရင်တော့ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးသွားဖို့အတွက်ပြောချင်ပါတယ်Okay အဲ့တော့ teacher တို့သင်ကြားနေတဲ့ဒီ Cambridge curriculum resources တွေပေါ့နော်ဥပမာ teacher guide တွေကိုအလွယ်တကူဖတ်ချင်တယ်ပြီးတော့learner book တွေထဲမှာပါတယ်ဒီ interactive video ပေါ့နော် video လေးတွေ audio ဒါမှမဟုတ်ရှင် worksheet တွေကိုအလွယ်တကူလေးဖွင့်ပြချင်တယ်ဆိုလို့ရှိရင်တော့ဒီရဲ့ video class လေးကိုတက်သင့်ပါတယ် teacher live time အနေနဲ့ကြည့်ရမှာပေါ့နော်ဒီနည်းတွေကိုသိသွားပြီဆိုလို့ရှိရင် teacher တို့ကဘယ်ရဲ့စာအုပ်ပဲဖြစ်ဖြစ်ဒီ Cambridge curriculum ကထုတ်တဲ့ပေပါတာရက်ကိုပဲဖြစ် teacher ကအလွယ်တကူနဲ့လေ့လာနိုင်ပြီးတော့မှ resources တွေကိုရယူနိုင်မှာဖြစ်ပါတယ် Okay ဒီထဲမှာ teacher တို့ဘာတွေပါလဲပေါ့နော်ဒီ resources အသုံးပြုတဲ့ထဲမှာအဲ့တော့ audio တွေကို teacher တို့က download ဆွဲထားပြီးတော့မှ file တွေတစ်ခုပြီးတစ်ခုလိုက်ရှာရမျိုးမဟုတ်ဘဲနဲ့ကိုသင်ကြားချိန်နဲ့အချိန်ကြာလို့ရှိရင်ဒီ audio လေးကို teacher တို့က click တစ်ချက်နှိပ်လိုက်တာနဲ့အလွယ်တကူအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုခါကျတော့ဒီ Cambridge curriculum ထဲမှာပါတဲ့ video တွေပေါ့နော်ကလေးတွေကို extra အနေနဲ့ပြပေးရမယ့် video တွေရှိတယ်အဲ့ဒီ video လေးတွေကို teacher တို့ကအလွယ်တကူဖွင့်ပြနိုင်မှာဖြစ်ပါတယ် click တစ်ချက်နှိပ်ပြီးတော့ video လေးတွေကိုအလွယ်တကူဖွင့်ပြလို့ရမယ်အဲ့ video တွေဖွင့်ပြပြီးသွားပြီဆိုလို့ရှိရင်ဒီ video ရဲ့အစုံတိုင်းမှာပေါ့နော်အင်္ဂလိပ်စာပဲဖြစ်ဖြစ်science ပဲဖြစ်ဖြစ်နောက် math တွေမှာပဲဖြစ်ဖြစ်ဒီလို video တွေပါတယ်ဆိုလို့ရှိရင် teacher တို့ကဒီ video ရဲ့အနောက်တွေမှာစဉ်းစားစရာ critical thinking ပိုင်းနဲ့သက်ဆိုင်တဲ့မေးခွန်းလေးရှိရပေါ့နော်အဲ့ဒီမေးခွန်းလေးတွေကိုကလေးတွေကိုစဉ်းစားပြီးတော့မှဖြေခိုင်းလို့ရပါတယ်နောက်တစ်ခုခါကျတော့သင်ခန်းစာတစ်ခုမှာပါဝင်တဲ့ activity worksheet တွေပေါ့နော် activity worksheet တွေကို teacher တို့ကအလွယ်တကူပဲ download လုပ်ပြီးတော့မှ save ထားလို့ရတယ်ဒီ worksheet တွေနော်ဒီနောက်တစ်ခုပါဒီသင်ခန်းစာမှာပါတယ် interactive game တွေပေါ့နော်သင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးလို့ရှိရင် extra exercise တွေကို teacher တို့ကလွယ်လွယ်ကူကူပဲ download လုပ်ပြီးတော့မှအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုခါကျတော့ကျွန်တော်ဒီ Cambridge resources တွေကိုအလွယ်တကူ book store အနေနဲ့ပေါ့နော်ဖတ်ပြီးတော့မှတင်ထားခြင်းတယ်ဆိုလို့ရှိရင်ဒီလို method လေးတွေကိုလည်းပြောပြသွားမှာဖြစ်ပါတယ် teacher က learner book workbook audio တို့ audio script တို့နောက်မှာ interactive video တို့ games တို့ပါမယ်ပေါ့နော် teacher နောက်ဆုံးမှာတော့ teacher တို့အနေနဲ့ဒီ unit တစ်ခုလုံးကိုသင်ပြီးသွားပြီဆိုလို့ရှိရင် test တွေဆေးရတော့မယ်စာပဲသင်လိုက်လို့မရအောင် test တွေဆေးရတော့မယ့်အခါမှာ sample paper test တွေ unit and quiz တို့ test တို့အသုံးပြုတဲ့နည်းတွေကိုပြပြသွားမှာဖြစ်ပါတယ်resources တွေဘယ်လိုရှာရမလဲပေါ့နော်နောက်တစ်ခုခါကျတော့ဒီကျတို့ assessment တွေစစ်တဲ့အခါမှာပဲပြည့်တာမဟုတ်လို့ရှိရင်အတန်းထဲမှာ games တွေကလေးတွေကို interactive ဖြစ်အောင်ဆော့ခိုင်းတဲ့အခါမှာပဲဖြစ်ဘယ်လို digital tools တွေကိုအသုံးပြုမလဲပေါ့နော်နောက်ပိုင်းဒီ AI တွေကိုလည်းအသုံးပြုပြီးတော့မှဘယ်လိုလုပ်ရင်ကောင်းလဲပေါ့နော် digital tool တွေကောင်းမွန်တဲ့ digital tool တွေကို recommend ပေးသွားမှာဖြစ်ပါတယ်။teacher တို့အနေနဲ့ဒီသင်တန်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် teacher ရဲ့ Telegram account မှာလာပြီးတော့မှဆက်သွယ်မြင်းမြန်းစုံစမ်းနိုင်ပါတယ်ဒါမှမဟုတ်လို့ရှိရင် teacher အခုပေးထားတဲ့ဖုန်းနံပါတ်ပေါ့နော်ဒီရဲ့ဖုန်းနံပါတ်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှမြင်းမြန်းလို့ရပါတယ်အဲ့တော့ဆုံးဖြတ်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်